ဒီနိုင်ရခလို့နေလိုက်ဒီမချင်းတဲ့ချင်းကြောက်ဖြတ်သွားလို့ရတယ်ပြီးတော့မင်းတို့ချင်းတဲ့နားကြောင်လေးချက်ချင်းတော့ပါစေနိုင်တယ် Storytime with D Channel မှာကြိုဆိုပါရစေ ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့တစ်ခုတ်သမားနဲ့ရွှေရောင်လက်ပတ်နာကြီးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကတောင်ချီရွာလေးတရွာမှာဦးကောင်းဆိုတဲ့တစ်ခုတ်သမားကြီးတူရှိပါတယ်ဦးကောင်းဟာတသက်လုံးစူးစမ်းပန်းစားအလုပ်လုပ်ခဲ့ပေမဲ့အမြဲတမ်းဆင်းရဲနေတာပဲသူအမြဲတမ်းကြီးတွားလိရှိတာကငါမှအချိန်လေးတာအများကြီးရှိရင်အခုတဲ့ပိုချမ်းသာမှာပဲဆိုတဲ့စကားပါတနေ့မှာတော့ဦးကောင်းဟာတောနဲ့ထဲမှာနမင်းတစ်ပါးနဲ့ဆုံခဲ့ပါတယ်နမင်းကဦးကောင်းရဲ့ကြိုးစားမှုကိုတနာတာကြောင့်ထူးဆန်းတဲ့ရွှေရောင်လက်ပတ်နာကြီးတစ်လုံးပေးလိုက်ပါတယ်ဒါပေမဲ့ဒီနာကြီးကတာမန်နာကြီးမဟုတ်ပါဘူးဒီနာကြီးရဲ့ခလုတ်ကိုနှိပ်လိုက်ရင်မင်းမကြိုက်တဲ့အချိန်တွေကိုကြော်ဖြတ်သွားလို့ရတယ်ပြီးတော့မင်းလိုချင်တဲ့အနာဂတ်ကိုလည်းချက်ချင်းရောက်သွားစေနိုင်တယ်လို့နမင်းကမိန်ကြားလိုက်ပါတယ်ဦးကောင်းဟာဝမ်းတာအားရနဲ့နာယီကိုယူပြီးအိမ်ပြန်လာခဲ့ပါတယ်လမ်းမှာမိုးရွာလို့စောင့်နေရတာကိုစိတ်မရှိတာနဲ့နာယီခလုတ်ကိုတစ်ချက်နှိပ်လိုက်ပါတယ်ချက်ချင်းပဲမူးတိတ်ကားလေးသူဟာအိမ်ရှိကိုရောက်နေပါပြီအလို့ဒါတကယ်ကိုအံ့ဩစရာပဲလို့သူပြေရွတ်လဲပါတယ်ဦးကောင်းဟာနာယီရဲ့အစွမ်းကိုဆွဲလန်းလာပါတယ်အလုံးလုံးရတဲ့အခါပေမန်းတဲ့အချိန်တွေကိုသူမလိုချင်တော့ဘူးအလုံးလုံးရတဲ့10နှစ်တာကိုကြော်လိုက်မယ်ငါချမ်းသာတဲ့အချိန်ကိုပဲရောက်ချင်တယ်လို့ဆိုပြီးခလုတ်ကိုနှိပ်လိုက်ပါတယ်မျက်စိတမိတ်အတွင်းမှာပဲဦးကောင်းဟာတိုက်အိမ်ကြီးနဲ့ရွှေငွေရတနာတွေနဲ့ချမ်းသာနေတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူဟာဘိုက်ဖာလို့သမင်းစားတဲ့အခါဟင်းကတိတ်မကောင်းတာနဲ့ဟင်းကောင်းတဲ့အချိန်ကိုကြော်မယ်သားသမီးတွေငိုယိုပြီးအချီကြော့နေတဲ့အခါကလေးတွေလူလားမြောက်တဲ့အချိန်ကိုကြော်မယ်ဆိုပြီးခလုတ်ကိုခဏခဏနှိမ်မိပါတော့တယ်။သူဟာဒေါသထွက်တဲ့အချိန်ဝမ်းနည်းတဲ့အချိန်စောင့်ဆိုင်းရတဲ့အချိန်မှန်တမကိုနာယီခလုတ်နှိမ်မိကြော်ဖြတ်ခဲ့ပါတယ်။သူထင်တာကတော့ငါဟာပြိုစရာကောင်းတဲ့အချိန်တွေကိုပဲရွေးချယ်နေတာပေါ့။ဒါပေမဲ့သူမတိလိုက်တာကသူဟာသူ့ဘဝရဲ့အနှစ်သာရတွေကိုပါတဘာတည်းကြော်ဖြတ်နေမိတာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဦးကောင်းဟာအိုမြင်းရင်ရော်နေတဲ့အဖိုးအိုကြီးဖြစ်သွားတာကိုမှန်ထဲမှာမြင်လိုက်ရပါတယ်။သူပြန်စဉ်းစားကြည့်တဲ့အခါသူ့မှာချမ်းသာကြွယ်ဝမှုတွေရှိပေမဲ့သားသမီးတွေကြီးပြင်းလာတဲ့အမှတ်တရမရှိဘူး။ဇနီးတွေနဲ့အတူချက်ပြုတ်စားတော့ခဲ့တဲ့ပျော်ရွှင်မှုတွေမရှိဘူး။အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ပြီးမှရလာတဲ့အောင်မြင်မှုအရာသာကိုသူမခံစားဘူး။သူ့ဘဝဟာယူရှင်တစ်ခုကိုအမြန်နှုံးနဲ့ကြည့်လိုက်ရသလိုဘာမှမကြံတော့ပါဘူး။ဒါကြောင့်တဲ့ဦးကောင်းဟာအယံဝမ်းနေသွားပြီးတောထဲကိုပြန်သွားကနမင်းကိုရှာပါတယ်။နမင်းကြီးရဲ့ကျွန်တော်ကိုအချိန်လေးပြန်ပေးပါကျွန်တော်ပင်ပန်းချင်ပါတယ်ကျွန်တော်ဝမ်းနေချင်ပါတယ်စောင့်ဆိုင်ရတဲ့အရာသာကိုလည်းပြန်ခံစားချင်ပါတယ်လို့ငိုယိုပြီးတောင်းပန်ပါတယ်။နမင်းကပြုံးပြီးမင်းတင်ခန်းစာရသွားပြီပဲလို့ပြောကနာယီကိုပြန်ယူသွားပါတယ်။ဦးကောင်းမျက်စိပြန်ဖွင့်လိုက်တဲ့အခါသူဟာတောထဲကတစ်ပင်အောင်မှာအိပ်ပျော်နေတာဖြစ်နေပါတယ်အရာအားလုံးဟာအရေးမဲ့တစ်ခုလိုပါပဲဒါပေမဲ့ဦးကောင်းဟာအရင်လိုမညီးတွားတော့ပဲရရှိလာတဲ့မိနစ်တန်စက္ကန့်တန်ကိုတန်ဖိုးထားပြီးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းထားပါတော့တယ်ပုံပင်လေးကတော့ဒီလောက်ပါပဲကွယ်ဒီပုံမြင်လေးကနေဘာသင်ခန်းစာများရလိုက်ကြလဲဆိုတာ comment မှာရေးပေးခဲ့ပါနော်စကားလေးတစ်ခွက်နဲ့ပုံမြင်ကိုအဆုံးသတ်ချင်ပါတယ်အဲ့ဒါကတော့အခက်ခဲရှိမှအောင်မြင်မှုကချိုးမင်းတယ်လို့ပစ္စုပန်ကိုတန်ဖိုးထားတတ်မှသာဘဝကပြည့်စုံလိမ့်မယ်အားလုံးပဲကောင်းမွန်သောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘုံပြင်းများကိုကြိုက်နေတဲ့ရင် channel လေးကို like and subscribe လုပ်ထားလိုက်ပါနော်